အသက်15နှစ်နဲ့ကလေးရထားပေမဲ့မိခင်စိတ်အပြည့်ရှိတာကြောင့်ချီကျူးခံနေရတဲ့တကိုယ်ရည်မိခင်မတ်သဇင်ဝင်းအားလုံးပဲမင်္ဂလာပါရှင်အမျိုးသမီးတိုင်းမှာမိခင်စိတ်ရှိတယ်ဆိုတာမှားယွင်းတဲ့ယူဆချက်တစ်ခုသာဖြစ်ပါတယ်မိခင်စိတ်ဆိုတာအမျိုးသမီးတိုင်းမှာမရှိနိုင်သလိုအသက်အရွယ်ကြီးမှရှိတယ်ဆိုတာကလည်းမှားယွင်းတဲ့ယူဆချက်ပါအသက်ငယ်ငယ်နဲ့မိခင်စိတ်ရှိကကိုမွေးထားတဲ့သားသမီးအပေါ်မှာယောက်ျားတွေထက်တောင်တာဝန်ယူစိတ်ရှိတဲ့သူအများအပြားပါဒီထဲမှာမတ်သဇင်ဝင်းကလည်းမိခင်တိုင်းအတူယူတဲ့မိခင်စိတ်မျိုးရှိတဲ့သူပါမတ်သဇင်ဝင်းကပလုံကောက်တဲ့အလုပ်ကိုလုပ်ကိုင်ရကချို့တဲ့မိသားစုကကြီးပြင်းလာခဲ့တဲ့သူဖြစ်ပါတယ်ရိုးသားစ조사တဲ့မတ်သဇင်ဝင်းကမကောင်းတဲ့ယောက်ျားကြောင့်ဘဝကြီးတစ်ခုလုံးအဖြစ်ရှုံးရမယ့်အခြေအနေကိုရင်ဆိုင်ဖြတ်သန်းနေရတဲ့သူပါအသက်15နှစ်အရွယ်မှာကလေးတစ်ယောက်နဲ့ဒုက္ခဆင်းရဲကိုရင်ဆိုင်နေရတာဖြစ်ပါတယ်မတ်သဇင်ဝင်းကအသက်14နှစ်အရွယ်ကလေးကယောက်ျားရခဲ့တာပါပလုံကောင်ရင်းနဲ့တွေ့တဲ့အမျိုးသားကိုခင်မွန်းဖြစ်တော်လိုက်တာပါမိဘတွေနဲ့တီးကအိမ်မှာလာနေတဲ့အမျိုးသားဖြစ်သူနဲ့ချစ်သူတွေဖြစ်ကလက်ထပ်ဖြစ်လိုက်တာဖြစ်ပါတယ်မိဘတွေနဲ့တီးလို့ဒိုးတူပေါင်းမဲ့ဆိုသလိုလောကဒဏ်ကိုအတူရင်ဆိုင်မယ်လို့ထင်ခဲ့ပါတယ်ဒါပေမဲ့အမျိုးသားဖြစ်သူဟာလောကဒဏ်ရဲ့စိုးခြင်းအရာအလုံးကိုမတ်သဇင်ဝင်းခေါင်းပေါ်ကိုသာအသာလေးတင်ပေးလိုက်ပါတော့တယ်။လက်ထပ်ပြီးတဲ့အချိန်မှာအသက်15နှစ်နဲ့ကလေးယူဖို့မသင့်သေးဘူးလို့မတ်သဇင်ဝင်းကစေးတောက်ကထိန်းထားခဲ့ပါတယ်။ဒါပေမဲ့ခင်မွန်းဖြစ်သူဟာကလေးလိုချင်တယ်လို့အတင်းပူစားတဲ့အတွက်ဆေးဖြတ်လိုက်မိပါတယ်။အဲ့ဒီအချိန်မှာကလေးရရှိလာကကိုဝင်စားဆောင်ရင်းနဲ့ဇာတိမန်တွေထုတ်ပြလာပါတော့တယ်။ကိုဝင်စားရှိကလေးကမတ်သဇင်ဝင်းကပဲပလုံကောက်ကမွေးဖွားစရိတ်ကိုရှာခဲ့ရတာဖြစ်ပြီးတော့အမျိုးသားဖြစ်သူကအိမ်မပြန်လာတဲ့ရက်တွေများလာပါတယ်။သူမအပေါ်မှာကိုထိလက်ရောက်လက်ပါတာမျိုးတွေမရှိပဲကိုဝင်ဆောင်ချိန်မှာဘာမှမထောက်ပံ့ပေးတာပါ။ဘာတစ်ခုမှမထောက်ပံ့တယ်လို့နောက်ပိုင်းမှာအိမ်ကိုသိပ်ပြန်မလာပါဘူး။သမီးလေးမွေးဖို့အတွက်ကိုလည်းမတ်သဇင်ဝင်းကမိသားစုနဲ့အတူရုန်းကန်ခဲ့ရတာပါ။လက်ထပ်ပြီးတဲ့အချိန်ကလေးကအမျိုးသားကမတ်သဇင်ဝင်းရဲ့မိဘအိမ်မှာသာလိုက်နေခဲ့တာပါအားကိုးခြင်းလို့ယောက်ျားယူခဲ့ပေမဲ့ရာပြီးကလေးကကလေးတယောက်သာအဖက်တင်ကသူကပဲလှုပ်ကြွေးနေရတာပါချုံတဲ့တာမို့ကလေးမွေးတဲ့အချိန်မှာလည်းအရန်ကိုခက်ခဲခဲ့ပါတယ်ကလေးမွေးပြီးတဲ့အချိန်မှာလည်းကလေးကိုခင်မွန်းကတစ်ချက်တောင်ခရူးမဆိုင်ပါဘူးချစ်ကြောင်းလည်းတစ်ခါမှမပြောပါဘူးကလေး3လလောက်အရွယ်ရောက်လာချိန်မှာတော့ခင်မွန်းကလုံးဝကိုစွန့်ပစ်သွားပါတယ်အိမ်ရထွက်သွားတော့မယ်လို့ပြောတဲ့အချိန်မှာမတ်သဇင်ဝင်းကလည်းရအောင်တားခဲ့ပါတယ်။ဒါပေမဲ့ခင်မွန်းကလုံးဝကိုလက်မခံပဲထွက်သွားခဲ့တာမို့မတ်သဇင်ဝင်းမှာကလေးမွေးပြီးလာပိုင်းနဲ့စိတ်တော့ကဝေခဲ့ရပြန်ပါတယ်။ခင်မွန်းကဆုံးပြစ်သွားကကလေးတစ်ဖက်နဲ့တော့ကဝေနေရတာကိုဘယ်သူကမှလက်ခံခြင်းမဟုတ်ပါဘူး။မတ်သဇင်ဝင်းကလည်းလက်မခံခြင်းတလို့လက်မခံလို့လည်းမရပါဘူး။စိတ်ဆင်းရဲလို့နိုးတောင်မထွက်တော့ပဲကလေးကိုနိုးဘူးနဲ့သာတိုက်ခဲ့ရတာပါ။စင်းရဲလို့နိုဘူးစရိတ်ကမတက်နိုင်ပေမဲ့နိုးမထွက်တာမို့နိုဘူးနဲ့သာတိုက်ရတာဖြစ်ပါတယ်။မတ်သဇင်ဝင်းကအသက်15နှစ်နဲ့ကလေးတစ်ယောက်ရကဒုက္ခကိုအကြီးအကျယ်ရင်ဆိုင်နေရပါပြီ။ဒီချိန်မှာဘေးမှာအားပေးတဲ့မိဘရှိသေးလို့သာစိတ်သက်သာရာရလို့နေတာပါ။ဖခင်ဖြစ်သူကတော့အဖေတို့ကအဆုံးထိဘေးနားမှာရှိပေးသွားမှာလို့အားပေးကြပါတယ်။ဖခင်ရဲ့စကားကြောင့်ပဲမတ်သဇင်ဝင်းကစိတ်သက်သာရာရပေမဲ့အားငယ်စိတ်တော့အမြဲလိုရှိပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာဘယ်တော့မှကလေးကိုစွန့်ပစ်မယ်ဆိုတဲ့စိတ်မရှိပါဘူး။ကလေးလေးကိုဘယ်တော့မှဆုံးပြစ်မှာမဟုတ်ဘဲနဲ့အရွယ်ရောက်တဲ့အထိသူတကိုယ်ရဲ့အားနဲ့ပြုစုဆောင်ရှောက်သွားမှာပါ။ဒါအပြင်ငယ်စဉ်ဘဝမှာအိမ်အောင်ပြုခဲ့လို့လည်းနောင်တအကြီးကျယ်ရနေပါပြီ။ဒီလိုအဖြစ်ဆိုးတွေကိုသူကလေးဘယ်တော့မှမဖြစ်လာစေရဘူးလို့လည်းဆုံးဖြတ်ထားပါတယ်။လက်တလုံးမှာတော့ကလေးနှုံးမုံဘိုးကလည်းလိုနေတဲ့ပြင်အိမ်ရလည်းငားနေတာဖြစ်ကလာကပေးဖို့လိုနေပါပြီ။ကလေးက3လသာရှိသေးပေမဲ့မတ်သဇင်ဝင်းကအလုပ်တွေလုပ်နေရပါတယ်။မိုးထုတ်တဲ့အလုပ်ကိုသွားလုပ်တဲ့အချိန်မှာအလေးပင်မရတာအဆင်မပြေလို့အလုပ်ထွက်ထားရပါတယ်။လက်တလုံးမှာတော့အလုံးလုံးနိုင်အောင်မဟုတ်လို့ဖခင်ဖြစ်သူရှာကျွေးတာကိုသာစားနေရတာပါအလုံးလုံးနိုင်တဲ့တနေ့ကျရင်ကလေးကျွမ်းနဲ့မိဘတွေကိုထောက်ပံ့မယ်လို့မတ်သဇင်ဝင်းကဆုံးဖြတ်ထားပါတယ်လက်ရှိမှာမတ်သဇင်ဝင်းတို့မှာအကျွေးတွေကလည်းပတ်လည်ဝိုင်းနေတာပါမွေးတဲ့အချိန်တုန်းကရိုးရိုးမွေးဖို့လှုပ်ထားပေမဲ့အသက်က15နှစ်သားရှိအောင်မို့မညစ်နိုင်ခဲ့ပါဘူးဒါကြောင့်မို့အရေးပေါ်ဆိုသလိုခွဲလိုက်ရကပတ်စံကပိုကုန်သွားပါတယ်ပတ်စံမရှိလို့ဖခင်ဖြစ်သူရဲ့အလုပ်မှာအကျွေးနဲ့ကြိုးထုတ်ထားတာပါလက်ရှိမှာတရက်ကိုအကျွေး1000စီခွဲပြီးတော့ဆက်ရတာပါဖခင်ဖြစ်သူကတရက်မှာ2000သာရရှိတာဖြစ်ပြီးတော့1000ကိုအကျွေးဆက်ရက1000ကိုစားစရိတ်အိမ်လားကခလေးမုံဖို့အကုန်သုံးရတာမို့ထင်သလောက်မလွယ်လှပါဘူးချို့တဲ့ပေမဲ့မွေးထားတဲ့ကလေးကိုမစွန့်ပစ်ပဲမိခင်စိတ်အပြည့်ရှိတဲ့မတ်သဇင်ဝင်းတို့သားအမိအပေါ်အမြင်လေးကိုပြောပြပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်